နေကောင်းကြလားဗျာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပြန်တွေ့ရတာဝမ်းသာပါတယ်ဒီနေ့တော့နည်းနည်းထူးထူးခြားခြားနဲ့ကိုရေးကိုတာကိစ္စလေးတစ်ခုအကြောင်းပြောပြချင်လို့ပါအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့လူသားတွေနေ့တိုင်းလုပ်နေကြပေမဲ့လူပုံအလဲမှာထောက်ပြောဖို့ကြတော့ခက်ခက်ရှက်ရှက်ထင်းနေတတ်တဲ့အရာမျိုးပေါ့ကဲခမားလူရဲ့မနက်ခင်းအလေးချင်းလေးကိုတစ်ချက်လောက်ပြန်စဉ်းစားကြည့်အောင်မနက်နိုးလာတဲ့အညောင်ညာဆန်းလက်တည်ပြီးရင်ပထမဆုံးဘဲကိုသွားကြတယ်လေကျွန်တော်တို့အများစုကတော့တန်ရှင်းပြီးကျင်းချင်းလေးဖြစ်တဲ့အခန်းလေးတွေကိုဝင်သွားကြတာပါပဲအဲဒီမှာထိုင်နေကိုကိစ္စကိုအေးအေးဆေးဆေးဖြေရှင်းတယ်ပြီးရင်တော့ဖျားပေးတဲ့ flash light တစ်လုံးကိုတစ်ချက်ပဲနှိပ်လိုက်ရုံပါပဲအားလုံးမျက်စိရှိတင်ပျောက်ကွယ်သွားရောတကယ်ကိုလွယ်ကူလိုက်တာဗျာတိတ်ဆိတ်ငြိမ်သက်နေတာပဲဒါပေမဲ့မိတ်ဆွေတွေခမရတို့တခါလောက်ဖြစ်တွေးဘူးသလားအဲ့ဒါတွေဘဲကိုရောက်သွားတာလဲဆိုတာနောက်ပြီးပူအရှိကြီးတာကအဲ့ဒီလိုငွေရောင်လက်နေခလုတ်လေးတွေမပေါ်ခင်တုန်းကလူတွေဘလို့များနေခဲ့ကြသလဲကျွန်တော်တို့ကဘယင်းတွေအကြောင်းစစ်ပွဲတွေအကြောင်းဒါမှမဟုတ်မီးဒီလူမျိုးတီးထွင်မှုကြီးတဲ့အကြောင်းပဲအမြဲပြောလို့ရှိကြတယ်ဒါပေမဲ့လူသားတွေရဲ့အခြေခံအကြဆုံးလိုအပ်ချက်ဖြစ်တဲ့အညစ်အကြေးသမိုင်းကြောင်းကိုတော့မေ့အနေတတ်ကြတယ်ဗျအခုပြောပြမှာကတော့ကျွန်တော်တို့လူသားတွေအညစ်အကြေးတွေကိုဘလို့စီမံခဲ့တယ်လဲဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဒါဟာရှင်သန်ဆိုင်ရာဇလန်တပုတ်ဖြစ်တယ်လို့အတိညာဉ်ကြီးမားမှုတွေတခါတလေမှာတော့ကြောက်စရာကောင်းတဲ့အမအယွင့်တွေအကြောင်းပေါ့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးတုန်းကလူသားတွေစီမှာအိမ်သားဆိုတာမရှိခဲ့ဘူးညာအစောဆုံးကာလတွေမှာတော့ဒီကဘာမြေကြီးတစ်ခုလုံးကကျွန်တော်တို့ရဲ့အိမ်သားပေါ့ရှေးလူသားတွေကတော့တောအုပ်ထဲမှာဖြစ်ဖြစ်ရှုံပုတ်နားမှာဖြစ်ဖြစ်တိတ်ဆိတ်နေရာလေးရှာပြီးဖြည့်ရှင်းလိုက်ကြတာပါပဲဒါပေမဲ့လူတွေကအစုအဖွဲ့နဲ့စုပေါင်းနေထိုင်လာခဲ့တဲ့အခါမှာကြတော့တခုခုပြောင်းလဲဖို့လိုလာပြီလေအညီအကျေးတွေကိုဖြစ်တယ်လို့ပြလို့မရတော့ဘူးအဲ့ဒါတွေကညစ်ပတ်တယ်အနက်အသက်ကလည်းစိုးသေးတယ်နောက်ပြီးအဲ့ဒီအချိန်မှာသူတို့မသိသေးပေမဲ့ဒါဟာတကယ်ကိုအန်ဒီရဲ့ကြီးတဲ့အရာဗျာကဲစဉ်းစားကြည့်အောင်ငါတို့ဒီထက်ကောင်းတဲ့နီးလန့်တစ်ခုလိုနေလေလို့ပထမဆုံးစတွေးခဲ့တဲ့သူကိုပေါ့အဲ့ဒီအတွေးလေးကပဲလူယဉ်ကျေးမှုရဲ့အစပြိုးရင်ဖယ်လာခဲ့တာပါဘာလို့လဲဆိုတော့ယဉ်ကျေးမှုဆိုတာကအဆောက်အဦကြီးပြီးလှပတဲ့အမှုပညာကြီးပဲမဟုတ်ဘူးလေအချင်းချင်းဘလို့ဆောင်ရှောက်တယ်လဲကျမ်းမာကြီးကိုဘလို့ဂယုစိုက်တယ်လဲဆိုတာကလည်းအဓိကပဲမဟုတ်လားကဲဒါဆိုရင်အချိန်နောက်ပြန်ဆုတ်ပြီးလိုက်ခဲ့ကြစို့အတိတ်ကအရေးအယောင်လေးကိုပြန်ကြည့်လင်းနဲ့ဒီခရီးစဉ်ဘဲကစခဲ့တယ်လဲဆိုတာကြည့်အောင်အစဲမဲ့မလားတမိုင်းကြောင်းတွေကိုအတူတူလမ်းလျှောက်သွားကြစို့လွန်ခဲ့တဲ့နှစ်ပေါင်း9000ကြီးဝန်းကမြို့တစ်ခုထဲမှာရောက်နေတယ်လို့မြင်အောင်ကြည့်လိုက်ပါအခုခေတ်ပါကစ္စတန်နဲ့အိန္ဒိယဘက်က Indus မြို့ဝိုင်းဒေတာပေါ့မီးဖုတ်အစ်တင်နဲ့စောက်ထားတဲ့အိမ်တွေကိုခင်ဗျားတို့တွေ့ရလိမ့်မယ်ဒါပေမဲ့ပိုပြီးအံ့ဩဖို့ကောင်းတာတစ်ခုရှိသေးတယ်ဗျာအဲ့ဒီလမ်းမတွေရဲ့အောက်မှာမြောင်းတွေရှိနေတယ်ပိုက်လိုင်းတွေရှိနေတယ်ရှေးဟောင်းအိမ်တော်တို့များများမှာထိုင်ကုန်လီးပါပဲအခန်းချင်းလေးတွေရှိကြတယ်အဲ့ဒီထိုင်ကုန်လမ်းနေရေစိုးမြောင်းနဲ့ဓာတ်ရိုက်ဆက်ထားတာဗျကိုကိစ္စပြီးသွားတာနဲ့အပေါက်အသေးကိုရေလောင်းချလိုက်ယူမယ်အညစ်အကြေးတွေကအိမ်နဲ့ဝေးရမြို့ပြင်ကိုစီးမျောသွားတော့လာပေါ့မိတ်ဆွေတို့ရေအဲ့ဒီခေတ်ကလူတွေဟာတကယ်ကိုပါရမီရှင်နေပဲဗျသူတို့ကအရန်အရေးကြီးတဲ့အချက်တစ်ခုကိုနားလည်ထားကြတယ်အဲ့ဒါကအညစ်အကြေးဟာလူတွေနဲ့ဝေးရမှာရှိရမယ်ဆိုတာပဲခေတ်ကဘာကြီးဆိုတာအိမ်မက်တောင်မမြင်ဘူးသေးတဲ့အချိန်မှာသူတို့ကရေလောင်းအိမ်သားစနစ်ကိုသုံးနေကြပြီလေကဲအခုတော့သဲကန်တရားကိုဖြတ်ပြီးရှေးဟောင်းအီဂျစ်စီကိုပြန်တန်းသွားကြည့်အောင်အီဂျစ်လူမျိုးတွေကတော့တက်တန့်ရှင်းရှင်းနေရတာကိုအတအားကြိုက်တာချမ်းသာတဲ့မိသားစုတွေမှာထုံးကြောင်နဲ့လှုပ်ထားတဲ့အိမ်သားတွေရှိတယ်ကြောက်သားထိုင်ကုန်းပေါ်မှာထိုင်နေအညစ်အကြေးတွေကတော့တဲရီဖြည့်ထားတဲ့ကျင်းတွေကိုကျသွားတာပေါ့ရိုးရှင်းပေမဲ့အလုတ်ဖြစ်တယ်ဗျဒါပေမဲ့ရှေးခေတ်အိမ်သားလောကရဲ့ဆရာကြီးတွေကတော့ရောမလူမျိုးတွေပါပဲစက်ကျင်ကြောက်တုံးတွေနဲ့လှုပ်ထားတဲ့ခန်းသားကြီးကျယ်တဲ့အခန်းကြီးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါထိုင်ကုန်တွေမှာအပေါက်သေးကိုဘေးချင်းကပ်လျက်ဖောက်ထားတာဗျလူတွေကအဲ့ဒီမှာထိုင်ရင်းတခါတလေအယောက်20-30လောက်စုထိုင်ရင်းနေပေါ့နိုင်ငံရေးအကြောင်းတွေမိုးလေဝသအကြောင်းတွေဒါမှမဟုတ်သတင်းစကားတွေကိုဝိုင်းဖွဲ့ပြောနေကြတာဟုတ်တယ်ဗျာတကယ်ပြောတာရောမလူမျိုးတွေအတော်အိမ်သာတတ်တာဟာလူမှုရေးပွေးလိုပဲလုံခြုံမှုတော့မရှိဘူးပေါ့ဒါပေမဲ့ရေကတော့အလန့်ပလဲပဲထ
ထိုင်ကုန်တွေရဲ့အောက်မှာရေတွေကအမြဲတမ်းတွင်းစီးပြီးအညစ်အကြေးတွေကို Cloaca Maxima လို့ခေါ်တဲ့ရေစိုးမြောင်းကြီးတွေကိုတည်သွားပေးတာမျိုးကြီးတစ်ခုခန်းနာဖို့ဆိုရင်ရေပေးဝေမှုစနစ်ကလည်းခန်းနာရမယ်လို့ယောမတွေကယုံကြည်ကြတယ်သူတို့ကရေတန်တွေတဲဖို့ရေတခွန်တွေစောက်တယ်လို့ရေညစ်တွေစွန့်ဖို့ရေစိုးမြောင်းတွေကိုလည်းတည်တည်ချာချာစောက်ခဲ့ကြတယ်တမိုင်းနဲ့တစိမ့်ပိုင်းမှာလူသားတွေဟာတန်တန့်ရှင်းရှင်းနေထိုင်နည်းကိုရှားတွေ့ခဲ့ကြတာပေါ့ဒါပေမဲ့ယောမအင်ပါယာကြီးပြိုလဲသွားတဲ့အခါမှာတော့အဲ့ဒီအတတ်ပညာတွေအားလုံးပျောက်ကွယ်သွားခဲ့ရတယ်ကဘာကြီးဟာအယမ်းကိုမောင်းတိုက်ပြီးအနက်အစိုးတဲ့အချိန်ကာလတစ်ခုတည်းကိုရောက်လာတော့မှာပါနှစ်ပေါင်း1000လောက်ကြားသွားပြီးတော့မြင်အောင်ကြည့်လိုက်ပါခန်းထားခဲ့တဲ့ယောမရေဆိုးမြောင်းကြီးတွေကတော့ပျက်စီးပြီးမြေကြီးတွေဖုံးကုန်ပြီIndus မြို့ဝင်ကပညာလဲလူတွေမိတ်ကွန်ကြပြီအခုကျွန်တော်တို့ကဥယောဖတ်တွဲကအလဲခက်လို့ခေါ်တဲ့ middle age ကိုရောက်နေတာလူနေမှုဘဝကလုံးဝပြောင်းလဲသွားပြီလူတွေကချင်းကျက်လာတဲ့ဒေသအိမ်တွေမှာစုပြုံနေထိုင်နေကြတယ်ပိုက်လိုင်းတွေမရှိဘူးစီးစင်းနေတဲ့ရေဆိုတာလည်းမရှိဘူးအဲ့ဒီတော့လူတွေဘာလုပ်ကြသလဲသူတို့က chamber pot လို့ခေါ်တဲ့အညစ်အကြေးခံအိုးလေးတွေကိုသုံးလာကြတယ်အဲ့ဒါကတော့မြေအိုးဒါမှမဟုတ်ထန်းနယ်လုပ်ထားတဲ့ခွက်အိုးလေးတွေပေါ့အိယာအောက်မှာထားတာအဲ့ဒီအိုးပြည့်သွားပြီဆိုရင်တော့သွားတွန်ရတော့တာပေါ့ဒါပေမဲ့ဘဲသွားတွန်မှာလဲမြို့တော်တော်များများမှာတော့လူတွေကပဒင်းပေါက်ကိုဖွင့်ပြီးလဲမပေါ်ကိုပဲဒုံခနဲ့တွန်ချလိုက်ကြတာပါပဲဗျမောင်မေးပြီးကျင်းပြောင်းတဲ့လမ်းကြားလေးတစ်ခုတည်းမှာလမ်းရှောင်နေတယ်လို့စဉ်းစားကြည့်ပါရုတ်တရက်ဝုန်းဆိုတဲ့အတန်းနဲ့တူရေတွေဝေါကနေကြလာရောအဲ့ဒီခေတ်ကအချို့နေရာဒီမှာဆိုရင်လူတွေကကာဒီလူလို့អော်တတ်ကြတယ်ဗျာအောက်မှာရှိတဲ့သူတွေတတိထားမိအောင်လို့ပေါ့အဲ့ဒါကပြင်သစ်စကားကနေဆင်းသက်လာတာအပေါ်ကရေကျလာတော့မင်းရှောင်ကြအောင်လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီတုန်းကလမ်းမတွေဟာတန့်ရှင်းမှုနေနေသားသားရွှေနွယ်တွေနဲ့လူတွေရဲ့အညစ်အကြေးတွေစီးဆင်းနေတဲ့မြောင်းကြီးတွေလို့ဖြစ်နေတာဝက်တွေခွေးတွေကလည်းအဲ့ထဲမှာပဲလောက်အောင်ရှောက်သွားနေကြတာပေါ့အပုတ်နန့်ကတော့နေရာတိုင်းပါပဲလူတွေဆိုရင်အသက်ဝဝရှူးနိုင်ဖို့အတွက်ပန်းစည်းလေးတွေကိုလက်ကမချပဲကင်ထားရတဲ့အထီးပဲဗျာရေလိုက်ကြီးတွေထဲမှာတော့နီးလန့်တစ်ခုရှိခဲ့တယ်ဂါဒရုံလို့ခေါ်တဲ့အခန်းလေးတွေစောက်ထားကြတယ်အဲ့ဒါကကြောက်နီယန်အထူးကြီးထဲမှာထက်ဆောက်ထားတဲ့အခန်းချင်းလေးတွေပေါ့အင်တာဆိုတာကလည်းဂျမ်ပင်မှာအပေါက်တစ်ဖောက်ဖောက်ထားတာပဲဗျာအဲ့ဒီအပေါက်ကနေရေလိုက်ကျုံးတဲ့ကိုတက်ရိုက်ကျသွားတာဒါမှမဟုတ်အောက်ကဂျင်းတဲ့ကိုပေါ့အဲ့ဒီအခန်းလေးတွေကတအားအေးတယ်လေတိုက်တယ်ပြီးတော့တော်တော်လေးလည်းမြင့်နေဗျာဒါပေမဲ့အနက်အသက်ထဲပိုကြောက်စရာကောင်းတဲ့ပြဿနာတစ်ခုရှိသေးတယ်အဲ့ဒါကတော့ဘက်တီးရီးယားတွေပေါ့လမ်းမတွေကညစ်ပတ်နေတော့လူတွေတောက်တဲ့ရေတွေပါညစ်ပတ်ကုန်ရောအဲ့ဒီကာလအတွင်းမှာလူတန်းမြောင်းများစွာဖြောင်းနာခဲ့ရကြတယ်ပလိတ်လိုယောဂဆိုးကြီးတွေဟာပြည့်ကျက်ပြီးညစ်ပတ်နေတဲ့မြို့ကြီးတွေထဲမှာတအားကိုမြ мян ဆန်းဆန်းကူးဆက်သွားတော့တာပဲလူသားတွေဟာအတိတ်ကသင်ခန်းစာတွေကိုမေ့လျော့ခဲ့တယ်ကျွန်တော်တို့ဟာနောက်ပြန်ခြေလန်းတလန်းကိုအလဲခေရဲ့စုထွီးညစ်ပတ်တွေထဲကိုလှမ်းလိုက်မိတယ်လို့ပါပဲဒါပေမဲ့နောက်ဆုံးမှာတော့ကဘာကြီးကပြန်နိုးထားလာပါတယ်အဲ့ဒီအချိန်ကို Renaissance ခေတ်လို့ခေါ်ကြတယ်ပြန်လဲမွေးဖွားခြင်းကာလပေါ့လူတွေကကဘာကြီးကိုအမြင်တက်နဲ့ကြည်လာကြတယ်ပြဿနာတွေကိုဖြေရှင်းခြင်းလာကြတယ်1996ခုနှစ်မှာစာဂျွန်ဟယ်ရင်တန်လို့ခေါ်တဲ့လူတစ်ယောက်ကထူးခြားတဲ့အကြံဉာဏ်တစ်ခုကိုရခဲ့တယ်သူကဘုရင်ကြီးအဲလစ်ဇဘတ်1ရဲ့နတ်ဗျာမွေသားတစ်ယောက်ပြသူကစာရေးတော့လဲဟုတ်တယ်နောက်ပြောက်တတ်တဲ့သူလဲဟုတ်တယ်ဒါပေမဲ့သူတကယ်ကိုအတီအပေါက်တီးဝင်လိုက်တာကတော့ပထမဆုံးတော့ရေလောင်းအိမ်သားပဲဖြစ်ပါတယ်သူကအဲ့ဒီဆက်ကို Ajax လို့နာမည်ပေးခဲ့တယ်အပေါ်မှာရေတိုင်ကြီးတစ်ခုပါတယ်ပြီးတော့ရေဒီကိုဝေါ်ကနေစီးကြပြီးအညစ်အကြေးတွေကိုဆေးကြော်ပြီးမိဘာတစ်ခုလဲပါတယ်ဘရင်ကြီးရဲ့နန်းတော်ထဲမှာတစ်ခုတတ်ဆင်ပေးခဲ့သေးလားဗျာစဉ်းစားတာကြည့်တော့ဗော1900ပြည့်နှစ်ထုံးကရေလောင်းအိမ်သားကြီးဗျာခင်ဗျားတို့ထင်ကောင်းထင်လိမ့်မယ်နောက်ဆုံးတော့ပြဿနာတွေပြေသွားပြီလို့ဒါပေမဲ့မိတ်ဆွေတို့ကြီးကဘာကြီးကအစင်မသိနေပါဘူးဘရင်ကြီးကအဲ့ဒီတီဝင်မှုကိုကြိုက်ပေမဲ့အတန်ကတအားကျဲနေတယ်ရေတွေကလည်းစင်ထားကုန်ရောအဆိုးဆုံးကတော့မြို့ထဲမှာအညစ်အကြေးတွေကိုတေးထုတ်သွားမယ်ပိုက်လိုင်းတွေမရှိတာပဲ Ajax ဆိုတာကတော့တကယ်ကိုကောင်းမွန်တဲ့အကြံရဲမှာပဲဒါပေမဲ့လမ်းမရှိတဲ့ကဘာမှာအမြန်မောင်းကားတစ်စီးရှိနေတယ်လို့ဖြစ်နေတာပေါ့နောက်ထပ်နှစ်ပေါင်းနေတော့အထိရေလောင်းအိမ်သားအကြောင်းကပြန်တိတ်သွားခဲ့ရတယ်လူအများစုကတော့အဲ့ရအောက်ကအညစ်အကြေးခံအိုးတွေစီပဲပြန်သွားကြတာပေါ့ဒါပေမဲ့မျိုးစေ့ကတော့ကြာခဲ့ပါပြီငါတို့ဒီလိုအနက်အထက်တွေထဲမှာထာဝရနေကြမလို့ဘူးဆိုတာကိုလူတွေစသဘောပေါက်လာကြတယ်ပိုကောင်းတဲ့ဆက်တစ်ခုနဲ့ရေကိုစနစ်တကျတည်ယူနိုင်မဲ့နီလန်းပဲလိုတာလी Renaissance ခေတ်အနေတန်ရှင်းတဲ့အိမ်ဆိုတဲ့အိမ်မက်ကိုပေးခဲ့တယ်အခုတော့နီးပညာတွေထပ်ပေါ်လာဖို့ပဲစောင့်ရတော့မယ်
1800ပြည့်နှစ်တွေရောက်လာတော့စက်မြူဒေါ်လာရေးဆိုတဲ့ Industrial Revolution နဲ့အတူပေါ့လူတွေကစက်ရုံတွေမှာအလုပ်လုပ်ဖို့ London, New York နဲ့ Paris လိုမြို့ကြီးတွေစီကိုစုပြုံတိုးဝင်လာကြတယ်မြို့တွေကတအားမြန်မြန်ဆောက်လာကြရတယ်ထောင်ပေါင်းများစွာသောလူတွေဟာတယောက်ပေါ်တယောက်ထန်နေရတယ်လို့ကြက်ညံနေတာဒါပေမဲ့အင်ဒါတွေကတော့လူဦးရေနဲ့အညီတိုးမလာခဲ့ဘူးလူအယောက်20လောက်နေတဲ့အိမ်လေးတစ်လုံးကိုမြင်အောင်ကြည့်ပါသူတို့အားလုံးကအပြင်မှာရှိတဲ့အိမ်သားတစ်လုံးတည်းကိုပဲမျှသုံးနေရတာအဲ့ဒီအိမ်သားဆိုတာကလည်းကျင်းအနက်ကြီးပေါ်မှာအပေါက်တစ်ဖောက်ဖောက်ထားတာပဲဗျာအဲ့ဒီကျင်းတွေကိုတန့်ရှင်းရေးလုပ်ဖို့ဆိုတာခဲရင်လုံးတယ်အဲ့ဒီတော့အညီအကြီးတွေကပြည်လျံပြီးအိမ်အောက်တက်တွေဒီရောက်လာတော့တာပေါ့လူတွေတောက်တုံးနေတဲ့ရေတွင်းတွေတဲ့အထိစိန်ဝင်းကုန်တယ်ဒါဟာတကယ်ကိုဘေးရန်တွေအကြီးပါပဲ1800ပြည့်နှစ်တွေရဲ့အလယ်လောက်မှာကာလာဝိုင်းယောဂါဆိုတဲ့ကြောက်စရာကောင်းတဲ့ယောဂါကြီးရောက်လာခဲ့တယ်အဲ့ဒါဟာအတန်တိတ်လူသက်သမားပဲဗျာဒီနေ့နေကောင်းနေပေမဲ့နောက်နေ့မှာတော့ခမည်းဒီကဘာမှမရှိတော့ဘူးပေါ့ဒီဘေးကုတ်ခါကြီးကနေဘလို့လွတ်မြောက်အောင်စူးစမ်းခဲ့ကြတယ်လေလူတွေဟာတကယ်ကိုထိတ်လန့်တုန်လှုပ်နေကြတာဗျသူတို့ကဒီယောဂါဇိုးကြီးဟာမြို့တွေကလေဇိုးတွေအပုံနှံ့တွေကနေကူးဆက်တယ်လို့ထင်နေကြတာအဲ့ဒါကိုမီယစမာလို့ခေါ်ကြတယ်လေတို့ကိုတန့်စင်အောင်သူတို့စူးစမ်းကြတယ်ဒါပေမဲ့လူတွေကတော့ဆက်ပြီးတေးနေကြတော့ပဲအဲ့ဒီအချိန်မှာဂျွန်စနိုးလို့ခေါ်တဲ့ဆရာဝန်တယောက်ကတော့တခြားသူတွေနဲ့မတူပဲတမျိုးစဉ်းစားခဲ့တယ်သူကတေဆုံးသွားတဲ့သူတွေရဲ့တီနီယာကိုမြေပုံဆွဲကြည့်လိုက်တော့ထူးထူးခြားခြားပဲအဲ့ဒီလူတွေအားလုံးဟာရေတွင်းတစ်ခုတည်းကိုပဲဝိုင်းသုံးနေကြတာဗျနောက်ဆုံးတော့သူတက်သေးပြလိုက်နိုင်ပြီဒီယောဂါကလေထဲမှာရှိတာမဟုတ်ဘူးရေထဲမှာရှိနေတာအိမ်သာဝတိကထက်တဲ့အညစ်အကြေးတွေကလူတွေတောက်သုံးရေကိုအစိတ်ထွေးစေခဲ့တာပေါ့ဒါဟာလူသားတို့အတွက်တော့အချိုးအကွေကြီးတစ်ခုပါပဲတန်ရှင်းရေးစနစ်ဆိုတာအညစ်အကြေးနဲ့တောက်သုံးရေကိုတီးတန့်စီခွဲထားဖို့ဆိုတာတည်ရရှင်ရေးတည်းများအရေးကြီးခဲ့ဆိုတာကိုကျွန်တော်တို့သဘောပေါက်သွားကြပြီဒီစက်မှုခေတ်ရဲ့ယောဂဆိုကြီးကကျွန်တော်တို့ကိုပြောင်းလဲဖို့အတင်းအကျပ်တွန်းအားပေးခဲ့တာပါအိမ်ဒါကိစ္စကိုလစ်လျူရှုထားလို့မရတော့ဘူးတော်လန်ရေးတစ်ခုလောက်ရမယ့်အချိန်ရောက်ပြီပေါ့ဝီတိုရီယာခေတ်ခေတ်လူတွေဟာစနစ်ကြတာတိုးတက်တာနဲ့တန့်ရှင်းတာကိုအလွန်မြတ်နိုးကြတယ်1858ခုနှစ်မှာအနန့်ဇိုးကြီးလို့ခေါ်တဲ့ဖြစ်ရတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒီຫນွေရာသီမှာ Thames မြစ်တစ်ခုလုံးကဘလောက်တောင်ပုတ်စော်နန်းတယ်လဲဆိုရင်အစိုးရအဖွဲ့တောင်အလုံးလုံးလို့မရတော့တဲ့အထီးပဲဗျ။အဲ့ဒီမှာတဲ့သူတို့ကဒီပြဿနာကိုအပြီးတိုင်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။မြေအောက်နဲ့ကြီးမှာအုတ်တွေနဲ့တေးသေးချာချာစောက်ထားတဲ့ကြီးမားခမ်းနားတဲ့ရေစိုးမြောင်းကြီးတွေကိုတိစောက်ခဲ့ကြတယ်။အဲ့ဒီတည်းမှာမကသေးဘူးအိမ်ဒါရဲ့ဒီဇိုင်းကိုလည်းအစစ်မြင်လိုက်သေးတယ်။1985ခုနှစ်တုန်းကအလက်ဆန်ဒါကန်နင်းတီထွင်ခဲ့တဲ့ S-Trap ဆိုတဲ့ပိုက်ကွေးလေးကိုသတိလိုက်ကြတယ်ဒါကတော့အိမ်ဒါအောက်မှာရေအမြဲတင်းနေတော့လုံထားတဲ့ပိုက်ကွေးလေးပေါ့အဲ့ဒီထဲမှာရှိနေတဲ့ရေကအလုံးပိတ်ဆိုတဲ့တခုလိုအလုံးလို့ပေးတာရေစိုးမြောင်းထဲကအနံ့စိုးတွေအိမ်ထဲကိုပြန်တက်မလာအောင်သူကတားပေးထားတာပေါ့ရိုးရိုးရှင်းရှင်းပိုက်ကွေးလေးတခုပါပဲဒါပေမဲ့အဲ့ဒါကအရာအားလုံးကိုပြောင်းလဲပြလိုက်တာဗျအဲ့ဒီနောက်မှာတော့အခုထိနန်းပေကျော်နေတဲ့လူတွေပေါ်လာပါတော့တယ်ဂျိုဆက်ဘရာမာကအင်ဒါကိုပိုးပြီးစိတ်ချအောင်လုပ်ပေးခဲ့တယ်ပြီးတော့သောမတ်ခရပ်ပါဆိုတာလည်းပါတာပေါ့လူတော်တော်များများကတော့သောမတ်ခရပ်ပါကပဲအင်ဒါကိုတီထွင်ခဲ့တယ်လို့ထင်နေကြတာတကယ်တမ်းတော့သူတီထွင်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့သူကတော့ဒီအင်ဒါတွေကိုရောင်းတဲ့နေရာမှာဆရာကြီးရေလောင်းအင်ဒါကိုလူတိုင်းသုံးချင်လာအောင်သူကလုပ်နိုင်ခဲ့တယ်ပြပွဲတွေမှာလှပတဲ့အင်ဒါတွေကိုအများမြင်အောင်သူကပြသခဲ့တာပေါ့တန်ရှင်းတဲ့အိမ်တွင်းအင်ဒါရှိတာဟာခေတ်မီနဲ့အစင်တန်းရှိတဲ့ဘဝရဲ့ဘေးရုပ်တစ်ခုလိုလူတွေယုံကြည်လာအောင်သူလုပ်ခဲ့တာဗျWater closet ခေါ်တဲ့ WC အိမ်သားတွေဟာချမ်းသာတဲ့အိမ်တွေမှာခစ်စားလာပါပြီ။အဲ့ဒီတုန်းကအိမ်သားတွေကကျွေးသည့်အထူပေါ်မှာပန်းပွင့်ကဆိုင်လေးတွေနဲ့အရန်လာတာဗျ။အိမ်သားဆိုတာနေရန်လက်အပေါက်တစ်ခုဒါမှမဟုတ်ကတင်းအောက်ကအိုးတလုံးမဟုတ်တော့ဘူး။ဒါဟာဗီတိုရီယာခေတ်ကလူသားတွေတရာပေးခဲ့တဲ့လက်ဆောင်တစ်ခုပေါ့။နောက်ဆုံးတော့ကျွန်တော်တို့ဟာရှေ့ကိုပြေးထွာနိုင်ခဲ့ပါပြီ။ထောက်ပိုးရပြည့်နှစ်တည်ထဲမှာတော့အိမ်သားဟာလူချမ်းသာတွေအတွက်ပဲမဟုတ်တော့ပဲလူတိုင်းအတွက်မရှိမဖက်တဲ့အရာဖြစ်လာခဲ့တယ်ဒါဟာအိမ်တွင်းတော်လန်ကြီးပေါ့ဗျာဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့အိမ်အသစ်တွေအများကြီးဆောက်လာကြတယ်အိမ်တိုင်းမှာအခန်းကခန်းကိုတီးတန့်ထားလိုက်တယ်အဲ့ဒါကတော့ရေချိုးကန်ပေါ့အဲ့ဒီအခန်းဟာကိုယ်ပိုင်လွတ်လပ်မှုနဲ့တက်တောင့်တတရှိတဲ့နေရာတစ်ခုဖြစ်လာတာပေါ့ဒါဟာကျွန်တော်တို့ရဲ့ဘဝတွေကိုဘလောက်တောင်ပြောင်းလဲစေခဲ့တယ်လဲစဉ်းစားကြည့်အောင်အရင်တုန်းကဆိုရင်အေးဆက်ပြီးနှင်းတွေကျနေတဲ့ညာတန်းကောင်မှာအိမ်သာသွားချင်းရင်အင်ကြီးအထူးကြီးဝက်ပြီးအပြင်ကတစ်သားအိမ်သာလေးစီကိုလှမ်းလျှော်သွားရတာဗျာအေးလဲကြောက်လဲကြောက်ဖို့ကောင်းတယ်တခေတ်ကိုအထီးကျန်ဆန်တာပေါ့ဒါပေမဲ့အခုတော့အိမ်သာကအိမ်ထဲမှာရှိနေပြီနှွေးနှွေးထွေးထွေးရှိတယ်လုံခြုံမှုရှိတယ်ကျွန်တော်တို့ဟာအဲ့ဒါကိုရိုးဤတွားအထီးတုံးနေကြပြီလေနောက်ပြီးအိမ်သာသုံးစက်ကူလည်းပါလာတာပေါ့မယုံနိုင်စရာပဲနော်ဒါကလည်းအသက်အဆန်တီထွင်မှုတစ်ခုပဲဗျာ
အိမ်သား30ခုမပေါ်ခင်တုန်းကလူတွေကတိရွတ်တွေပြောင်းဖို့ယူတွေဒါမှမဟုတ်တည်င်းစာဟောင်းတွေသုံးခဲ့ကြတာ20ရာစုကုန်ခါနီးမှာတော့အိမ်သားတွေဟာပိုပြီးစွမ်းအောင်ကကောင်းလာကြတယ်ရေကိုချွေဖို့လဲစပြီးဂယုဆိုင်လာကြပြီဂျပန်နိုင်ငံမှာဆိုရင်အိမ်သားတွေကိုပိုပြီးအဆင့်မြင့်လိုက်ကြတယ်ဗျထိုင်ကုန်ကိုနှွေးနေအောင်လုပ်တာအတန်တွေကိုဖုံးဖို့တချင်းတန်ထဲ့တာပြီးတော့ရေနွေနဲ့ဆေးကြောပေးတာမျိုးတွေပေါ့အိမ်သားဆိုတာဟာဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုရဲ့ပြောရဖြစ်လာခဲ့တာပေါ့ဗျာအိမ်သားတို့ရဲ့အနာဂတ်ကတော့ဘလို့ရှိလာအောင်မလဲနိုင်ငံတနိုင်ငံမှာအိမ်တွင်းပိုက်လိုင်းစနစ်တွေရှိနေပြီဆိုရင်အဲ့ဒါကိုခိမိတယ်လို့ကျွန်တော်တို့သတ်မှတ်ကြတယ်ကျွန်တော်တို့ဟာအတိတ်ကရုန်းကန်ခဲ့ရမှုတွေကိုမေ့သွားကြပြီအပုပ်နံတွေနဲ့ယောဂဗျာဘီတို့ခါတွေကိုလည်းမေ့ပြလိုက်ကြပြီပေါ့အိမ်သားဆိုတာဟာအိမ်ရက်တောင့်တနေဟာမှာရှိတဲ့တိတ်ဆိတ်ပြီးသက်စာရှိတဲ့တငယ်ချင်းတယောက်လိုဖြစ်နေပါပြီဒါပေမဲ့မိတ်ဆွေတို့ကျွန်တော်တို့တက်တောင့်တက်တာရှိတဲ့အိမ်သားတွေထဲမှာထိုင်နေကြစင်ပါပဲကမ္ဘာရင်ချင်းမှုမြေပုံကြီးဟာအခုထိပြည့်စုံမသွားသေးဘူးဆိုတာသတိရဖို့လိုပါတယ်အခု2016ခုနှစ်ကျွန်တော်တို့ဟာအံ့ဩစရာကောင်းတဲ့နည်းပညာခေတ်ကြီးထဲမှာနေထိုင်နေကြတာပါကျွန်တော်တို့မှာ robot တွေရှိတယ် AI တွေရှိတယ်နောက်ဆုံးကျဲသားတာတွေစီအထီတောင်စူးစမ်းနိုင်နေကြပြီဒါပေမဲ့လက်ခံရခတ်တဲ့အမှန်တရားတစ်ခုကတော့ဒီကမ္ဘာပေါ်မှာလုံခြုံတဲ့အိမ်သားရှိတဲ့သူထက်လက်ကင်ဖုံးကိုင်နိုင်တဲ့သူကပိုများနေတာပဲဗျအဲ့ဒါကိုတစ်ချက်လောက်စဉ်းစားကြည့်ပါဦးလူပေါင်းတန်းနှစ်ထောင်ကျော်ဟာအခုထိတန်ရှင်းတဲ့အိမ်သားမရှိကြသေးဘူးသူတို့ကကွမ်းပြင်ကြီးမြစ်ချောင်းတွေထဲမှာပဲဖြည့်ရှင်းနေကြရတော့ဒီလိုဖြစ်နေရတဲ့အတွက်ကြောင့်ကလေးသူငယ်ထောင်ပေါင်းကြံဟာကျွန်တော်တို့အလွယ်တကူတားဆီးနိုင်တဲ့ယောဂါတွေနဲ့နေ့တိုင်းတည်ဆုံးနေကြရတော့မှာပဲဒါကိုကမ္ဘာလုံးဆိုင်ရာကွာဟမှုလို့ခေါ်ရမှာပေါ့ကမ္ဘာတစ်ဖက်ချမ်းမှာတော့ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုစစ်ဆေးပေးနိုင်တဲ့အိမ်သားတွေရှိနေပေမဲ့တခြားတစ်ဖက်ချမ်းမှာတော့အမျိုးသမီးတွေဟာအိမ်သားထွားဖို့အတွက်ညမောင်တဲ့အထိစောင့်နေကြရတယ်ဒါဟာသူတို့အတွက်တကယ်ကိုအန္တရာယ်ကြီးတဲ့အရာပါဒါပေမဲ့မျှော်လင့်ချက်တို့ရှိပါသေးတယ် Bill Gates လိုခေါင်းဆောင်တွေနဲ့တီထွင်သူတွေကအနာဂတ်ရဲ့အိမ်သားကိုဖန်တီးဖို့ကြိုးစားနေကြတာဒီအိမ်သားတွေကလေအယမ်းမလိုဘူးရအချို့ကဆိုရင်အညစ်အကြေးတွေကိုလေးစစ်တာဒါမှမဟုတ်မြေတော်စားတစ်ခုလိုအထီတော့ပြောင်းလဲပေးနိုင်မှာပါယဉ်ကျေးမှုမတူညီတဲ့ဒေတာတွေမှာလည်းဒီဇိုင်းတွေကကွဲပြားကြတာပေါ့အာရှနဲ့အရှေ့အလယ်ပိုင်းဒေတာတော်တော်များများမှာတော့စောင်းကြော်ထိုင်းအိမ်သားတွေကိုပိုကြိုက်ကြတယ်ဘာလို့လဲဆိုတော့အခါကလူခန္ဓာကိုယ်အသာပိုပြီးတဘာဝကျလို့ပါပဲအိမ်သားရဲ့ဇလန်းကမပြီးသေးဘူးကျွန်တော်တို့ကဘာမြေကြီးနဲ့လူသားတွေကိုဘယ်လိုကာကွယ်မလဲဆိုတာဆက်ပြီးလေ့လာနေကြတော့မှာလွန်ခဲ့တဲ့နှစ်ပေါင်း9000တုန်းက Indus မြစ်ဝန်းဇောမှာလူသားတွေစတင်ခဲ့တဲ့မြေပုံကြီးကိုကျွန်တော်တို့အပီးသတ်ဖို့စူးစမ်းနေကြတော့ပေါ့ကဲကျွန်တော်ရဲ့မိတ်ဆွေတို့ရေအိန္ဒိယရဲ့ရှေးရောင်းရေဆိုးမြောင်းကြီးတွေကနေအခုခေတ်ရဲ့ high tech ရေချိုးခန်းတွေစီကျွန်တော်တို့ခီးနေခဲ့ကြတယ်ဘာတွေသင်ခဲ့ကြရလဲအိမ်သားဆိုလားကျွေထက်ပစ္စည်းတစ်ခုထက်အများကြီးပိုရတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ဒိုင်လွာတစ်ခုပါမျက်စိနဲ့မမြင်တဲ့လူသားသမားတွေရန်ကကျွန်တော်တို့ကိုကာကွယ်ပေးတယ်လူတစ်ယောက်ရဲ့တိတ်ခါကိုမြင်တင်ပေးတယ်ယောဂဗျာကင်းဝေးပြီးကြီးမားခမ်းနားတဲ့မြို့ကြီးများထဲမှာစုပေါင်းနေထိုင်နိုင်ကိုဖန်တီးပေးတယ်အိမ်သားရဲ့ဇလန်းကိုကြည့်လိုက်ရင်ကျွန်တော်တို့လူသားတွေရဲ့ဇလန်းကိုပါမြင်တွေ့ရမှာပါဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အမားတွေပြင်းကျင်မှုတွေနောက်ပါရမီတွေကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်အခြေခံပြဿနာတစ်ခုကိုစုပေါင်းဖြေရှင်းကြတဲ့အခါကဘာကြီးကိုပြောင်းလဲပြနိုင်တယ်ဆိုတာကျွန်တော်တို့မြင်ခဲ့ရတယ်နောက်တစ်ခါခမရတို့အင်ကအခန်းချင်းလေးတွေကိုဝင်သွားတဲ့အခါအဲ့ဒီငွေရောင်ခလုတ်လေးကိုအချက်လောက်ကြည့်လိုက်ပါဦးဆာဂျွန်ဟယ်ရင်တန်နဲ့သူ့ရဲ့အတန်ကျယ်လာတဲ့ Ajax ပင်သားကြီးအကြောင်းကိုသတိရလိုက်ပါစက်ကျင်ကြောက်ခုံပေါ်မှာစကားတွေပြောနေကြတဲ့ရောမအမတ်တွေကိုမြင်ရောက်ကြည့်ပါကျွန်တော်တို့ရဲ့ရေကိုတန့်ရှင်းအောင်တိုက်ပွဲခဲ့တဲ့ဆီယာဝင်းတွေကိုဂုဏ်ပြုလိုက်ပါဒီလိုခေတ်မှာနေခံရတာဟာတကယ်ကိုကံကောင်းတာဗျာတန်ရှင်းတဲ့အိမ်သားတစ်လုံးဟာသမိုင်းကပေးတဲ့လက်ဆောင်တစ်ခုပါအဲ့ဒါဟာလူသားတိုင်းရဲ့ကျမ်းမာရေးနဲ့သိက္ခာကိုတန်ဖိုးထားတဲ့လူအဖွဲ့အစည်းရဲ့ပြရွတ်ပဲပေါ့ဒီနေ့ကျွန်တော်နဲ့အတူဒီခီးကိုလိုက်ပါလာခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာတတိယပါလူတွေထုတ်မပြောချင်ကြတဲ့အရာတွေမှာတော့မှအင်အားကြီးမားတဲ့ဇလန်တစ်ပုတ်ရှိနေတတ်တယ်ဆိုတာကိုပေါ့